มินิซอมนี่วางลงมาต่องอะไรนะaku amat chat Teci Panna isong yang lasak na isong on nejan neji ma to ama sape na ang pai di te khut bet na to mong nei kwai Chama song ni ne bong no chama Obama lo be tong khun pyu ba lo ti tin saka ne pyo yin no di ya ni pyan ya lo a chama tat tin ne khan chin ne bong no chama ru mi da so a mong ma 6 yaw shi de a phe ne mi ne so 8 yaw bong no ai ta ma chama a me ya chama 9 ran lauk kan ni twa ni ma kaung phit den myo thami yo ga ni bong no se yong khana khana tan ya de ai ta kha cha ro chama 10 ran aung ne 10 ran aung ne kha cha ro a me ya se yong khana khana twa ya de kha cha ro yin wa so sia ma le ne ne sha ro no lo pyo ma le ne ne ကြောက်တယ်ပေါ့နော်ကြောက်တဲ့ခါကျတော့သူသမီးဆယ်တန်းအောင်တော့သူကသူနာပြုတ်ဆရာမဖြစ်စေခြင်းတယ်အဲ့ဒီသူနာပြုတ်ဆရာမဖြစ်တယ်ဆိုရင်ဆေးလေးနည်းနည်းပွားသိရင်အိမ်မှာကိုယ့်ဘာကိုယ်လည်းကုလို့ရတယ်ပေါ့နော်ပြီးတော့ဆေးတွေပိုင်းလည်းသူများကိုနည်းနည်းလေးလိုတာနဲ့တွားပြီးတော့မင်းနေစရာမလိုဘူးကိုသမီးရှိတယ်ဆိုပြီးတော့သူကအဲ့လိုစိတ်ကူးနေပေါ့နော်ကျမကိုတက်ခိုင်းတော့ကျမဆယ်တန်းအောင်ခါစားတော့အမေကတက်ဆိုတော့တက်လိုက်တဲ့ခါကျတော့မင်းစကားနားထောင်ပြီးတက်လိုက်တယ်အဲ့တော့ဖျားတခင်ရဲ့ကျေးဇူးတော်နဲ့ပဲကျမအဲ့ဒီဒီပလိုမာပေါ့နော်ပထမဆုံးတက်တာဒီပလိုမာမှာကျေးဇူးတော်နဲ့ကျမစုတွေပါအောင်ယူခဲ့နိုင်တယ်ယူခဲ့နိုင်ပြီးတော့ကျမအလုပ်ဝင်နေပို့စတင်ဝင်တဲ့ခါမှာကျမနည်းနည်းကိုအထင်ကြီးမိတယ်ပေါ့နော်လာစာရလာပြီလေနော်အဲ့ခါကျကျမတို့အဲ့ဒီလေဒီပလိုမာတက်တော့ဆို300ပဲရတယ် stipend ဆိုပြီးတော့လေအဲ့ဒါမဟုတ်ဘူးပေါ့နော်ကိုကမဟုတ်လို့မျိုးအစိုးရကနေပြီးတယ်အဲ့ဒါကျမလာစာတွေပါရလာတဲ့ခါကျတော့ကျမကိုအထင်ကြီးမိလာတယ်ပြီးငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျမတွေးမိတယ်ကျမတို့အဲ့ဒီဟိုဗာလေဒီပလိုမာပြီးတက်ကတူဆိုပြီးပြန်တက်လို့ရတယ်အခုလမ်းမတော်မှာရှိရပေါ့နော်သူညာပြတက်ကတူအဲ့ဒီကိုပြန်ဆက်တက်လို့ရတယ်ပေါင်းကူးနေပေါ့နော်အဲ့ဒီခါကျကျမငါလုံနိုင်တယ်ငါတက်နိုင်တယ်ပေါ့နော်ငါလာစားရှိတာပဲအဲ့လိုစိတ်ကူးမျိုးကျမမှာဝင်မိတဲ့ခါကျကျမမိဘကိုလည်းကျမမတိုင်ပြဘူးသူတို့ဘလို့ကျမပေါ်စိတ်ကူးထားဆိုလည်းမမေးဘူးကျမကငါတက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြီးတော့အဖေကိုဖုန်းဆက်ပြီးတော့ကျမဒီ entrance ကိုဖြည့်မယ်ဘယ်နှသိန်းပေးပါအဲ့လိုပုံစံမျိုးနဲ့ကျမမောက်မာခဲ့မိတယ်ဘောနော်ဗမာစကားပြောနေပြောမောက်မာခဲ့မိတယ်ကိုမိဘကိုမိဘထားပေးလို့ဒီလိုကြောင်းတက်ရတယ်ဆိုတဲ့ဟာမျိုးကိုကျမမစင်စားမိတော့ဘူးကိုဟာကိုမန်တက်ခဲ့မိတယ်ဘောနော်မန်တက်ပြီးတော့တက်လာတဲ့ခါမှာကျမဘာတွေကြုံရလဲဆိုရင်လေပြောပြရင်တော့ဒီနေ့ပြီးမှမဟုတ်ဘူးသိချတယ်ကျမကြုံခဲ့ရတဲ့ဟာတွေကဘောနော်ကျမအရင်တော့ဆိုဒီပလိုမာမှာဆိုစာလဲနိုင်နေတလားစုတွေပါလဲယူနိုင်ကျမဒီမှာစာဝဲတော်ကောင်းမဖြေနိုင်ဘူးတစ်ခါတလေရှုံးတယ်အောင်မတ်တောင်မနေရအောင်ဖြေရတဲ့ဖြစ်မျိုးကျမကြုံတယ်ပြီးရင်ကျမအရင်တော့ဆိုရင်တငယ်ချင်းတွေနဲ့ပေါင်းတင်ဆက်ဆံရေးအရန်ကောင်းတယ်လို့တငယ်ချင်းတွေကဟိုအရင်မတော်ရင်တော့မှ flexible ဖြစ်အောင်ကျမပေါင်းတင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျမခုမှလုံးဝလေဘယ်လိုပြောမလဲ rich person လို့တငယ်ချင်းတွေပြောရလောက်တဲ့ထီအောင်ကျမအရန်ပဲဘလို့ဖြစ်သွားကိုတော့သတိမထားမိဘူးပေါ့နော်တငယ်ချင်းတွေအဲ့လိုပြောကျမတားပစင်စားမိတယ်လားပြီးရင်လေညဆိုရင်ကျမမအိမ်နိုင်ဘူးစိတ်ဆင်းရဲမှုမျိုးကြုံရတယ်မထင်မှတ်ထားတော့ကြုံရတယ်ကျမလေးပြီးဟိုမှန်ကြည့်လိုက်လေကိုရုပ်ကိုကြည့်ပြီးငါရုပ်ကဒီရုပ်ကိုဟုတ်ရလားဆိုတာမျိုးထိအောင်ကျမအရန်စိတ်ဆင်းရဲခဲ့ရတယ်ပေါ့နော်အဲကျမစဉ်းစားတယ်ငါဘာလို့များဒီလောက်ထိအခက်ခဲတွေကြုံရတာလဲဘာဖြစ်တာလဲတအားစဉ်းစားကကျမစဉ်းစားမိတယ်အိုးငါကိုဒီလောက်ကိုချစ်တဲ့မိဘတွေကိုတော့ကျမပြစ်ထားပြီးသူတို့ရဲ့ဆန္ဒကိုမတွေးမိပဲနဲ့ကိုလှုပ်ချင်ရလှုပ်ပြီးထင်ရဆိုင်းခဲ့တယ်ပေါ့နော်အဲ့ဒီဖြစ်တဲ့ချောင်းမို့ဆိုပြီးကျမပြန်စဉ်းစားမိတယ်အဲ့နောက်ပိုင်းကျမတအားနောင်ထားရတယ်ညတိုင်းလည်းအရင်တော့ဆိုကျမအဖေနဲ့မျိုးကျမဖုန်းသိမ့်မဆက်ဘူးမှန်တိုင်းပြောရင်ပတ်စံလိုမှပဲကျမဖုန်းဆက်တယ်ကျောင်းမှာငယ်ချင်းတွေနဲ့ပြောချင်းတို့ပြောတယ်နေချင်းတို့နေပြီးတော့ပတ်စံလိုရင်အမေတို့ဖုန်းဆက်တယ်အဲ့ဒီချိန်မှာအဲ့နောက်ပိုင်းတော့ကျမတအားနောင်ထားရပြီးတော့ဘယ်လိုပြောမလဲတပတ်မှတစ်ချိန်ပတ်စံတော့ချွတ်တာရတယ်ပေါ့နော်ဝန်ထမ်းသားတမီးဆိုတော့ပတ်စံချွတ်တာကြတယ်တနိုင်ဆုံးဖုန်းဆက်တယ်ပြီးရင်ကျမတအားဆူတောင်းတယ်ဘုရားတခင်မှာကျမကိုခွင့်လွှတ်ပေးပါကျမအဲ့ဒီဖြစ်တွေကျူးလွန်ခဲ့မိတယ်ပေါ့နော်အဲကြောင့်နောက်ကျမတတိထားပါမယ်ဆိုပြီးတော့အရန်ဆူတောင်းခဲ့တယ်အခုမှတော့ဒီခုပြန်တက်ခါမှာတော့ကျမအဲ့လိုစိတ်ဆင်းရဲမှုတွေလည်းမကြုံရတော့ဘူးပြီးတော့တငယ်ချင်းတွေနဲ့လည်းပျော်ရှင်းနေရတယ်ပြီးတော့ဆောင်းမွေးဖြေရင်လည်းကျမမှာဖြည့်ဆည်းဖို့တိတ်မရှိတော့ခါကျဘုရားတခင်ကျေးဇူးတော်နဲ့ဆောင်းမွေးလည်းအခုအောင်လာပြီပေါ့နော်အဲ့တော့ဘုရားတခင်ကိုကျေးဇူးတင်ပါတယ်လို့သက်သေခံချင်ပါတယ်